ဒီနေ့မှာဆမ်မီဘလိုင်းမှာပြပါပါဖြစ်ပါယူမီပို့ကြိုက်တယ်ဆမ်မီပေါ့ဆီယမပါဝါစမဆီယမပါဝါဟာလောက်ထားပြီပါအမတော်ရအနက်ရောင်လို့မိကအနက်ရ secret တာဖြစ်တယ်အနက်လုံးဝမပေါက်ချင်ဘူး secret ဖြစ်ရင် secret အနက်ရောင်ဆိုကြိုက်ပြီစမဆီယမတော်လေးပေါ့ဒါကဘာနာမည် make burger okay ဆီယမနဲ့စင်တူသူကမှန်မှာပါတယ်ပေါ့နော်သူအရာတော့ကျမအရာပါမဆိုင်တယ်အရာမပေါ်နေဆိုင်အမဆိုင်မှာလည်းအများကြီးဆိုယူကီဝယ်ရမှာဘာဝယ်ရမှာလဲမသိဘာလဲတဲ့အော်ဘယ်တော့ဖောက်မှာဟမ်ဟိုထားလို့ရှိရင်ကဲစီစီသူ့လိုအရာမဟုတ်တယ်โอเคကျမပေါ့စင်နာဟာလေးကတော့အနက်မပိုင်ရအနက်ဒါလည်းတင်ပြစမ်းမဒါလေးပေါ့ဒီအစိမ်းလေးလည်းတင်ပြပြစိမ်းတယ်လေးရမကြိုက်ဘူးဒါအကုန်ကြိုက်တယ်ခံအလို့ကျင်ဆုံးကျမအကြိုက်ဆုံးလေမော်ရောင်နဲ့အခန်းရောင်နဲ့အပြာရောင်နဲ့အလို့ကျင်ဆုံးအဝါရောင်တိတ်တော့ချစ်စမ်းပါမဒါရယူကြည့်ရ Are you good 1 2 3ဟာဒီလိုလေး okay you know likeဘယ်ကနေဖမ်းမကောစိတ်မရှိတော့ဆီယမနဲ့စင်တူပေါ့နော်ကျင်းတော့ပါဒါပေမဲ့အနက်ရောင်ဆီမအနက်ရောင်လို့နေကိုရောကျမမမရောအရာတော့မှန်လေးပါလို့တော့ပြောတူတော့ဖောက်ရမှာလဲလို့အဲ့လိုမကြိုက်ဆွဲမဖြဲရဖီလုံးလုံးဝမကြိုက်မှန်ပါလို့မင်းတို့တော့လူအဲ့လိုလေဆီမကောက်ကြည့်တယ်ဟာစိတ်ပြည့်တယ်အနမဟာအပြာရောင်ကြီးလားငါကတော့အပေါက်ဝပြလိုက်တယ်နော်လေးရဝမ်းစီခွလေးအော်အဖြူလေဟာချစ်စရာလေးစီခွလားဒီဟာကြီးအဖြူကြီးအမိုးရဘလို့လဲမလားဟိုအိုင်းနဲ့တူတယ်ဟိုဆမ်မြူနဲ့ဒီမမတော့မကြိုက်ဘူးစကပန်ဒါဝါအချစ်ဟာဘလို့လဲတော့တော့မရောက်တာဘလို့Oh my god. အနက်မိုးတော့မမိုးပါတိတ်လာပါလေဒါ plastic အဖေရလာလည်းမလားဒီမှာကြောက်လာပြီးတော့ဒီမှာကြောက်မလားအမိုးရစိတ်ပြတ်တယ်နေပြန်ကြဘူးဆိုင်သွားလဲဆိုင်မှာသွားလဲအမားတို့ဘာမှကြိုက်ဘူးခံတော့ညနေကကျမမဲဖောက်တာခုဘလိုင်းမှာဖောက်တာဒါလေးကို3500ပေါ့နော်3500ပါမြင်ပါတယ်ဟာကင်မရာရဲ့နည်းနည်းကြီးနေတယ်လို့မရှိတိုင်းပေါ်စိတ်ပြပေါ်ဒါမှမဟုတ်ဦးရှိပြီမျက်လုံးမှန်လို့မျက်လုံးလည်းဒါပေမဲ့ဇူးရဆိုင်လို့ဝင်တော့ဟာအေးမျက်လုံးမှာတော့အရင်လာတယ်လေ
ကြိုက်နော်တော်ကျမမောင်လေးဖောက်ပါထင်ထွန်းထွန်းကတော့အဲ့လေးပြန်ခဏလေးနော်ဒါလေးပေါ့အဲ့နဲ့ပေါ့နော် Twinkle little star အပန်းဝဒါခီးချင်းလေးတော့တက်ပြီးလို့သူafter grow mushroom marshmallow ကတိဒါဘာလို့မလားလို့ငါဘာလို့ဒီအမွေးတွေပဲစောက်ပေါက်တာအဲ့ဒါဖောက်ပြီးတဲ့ဒါအရင်ဖောက်တယ်အေးအမွေးပဲစောက်ပါတပါလေအမွေးတွေထူထနေတော့စိတ်ရင်တော့ဒါဟောခရရောက်လေးနဲ့အပြာလေးတော့ပေးပေါက်လိုက်ပေါ့လိမ့်မောရအောင်စားပြီးဟိုနဲ့အမွေးကျွတ်သိမ်းထားကြပြီဟမ်ငါအချက်လာခွဲနေလားလို့တက်ကလည်းပုံနဲ့တူလာလို့သူကခွန်ပရိုဖရှိတယ်တော့စိတ်ညစ်တယ်နော်အမိုးရကျွတ်သိမ်းရမ်းထားကြအဲ့ဒါဘယ်မှာ